တာဝတိမြို့မှာအဖေကပစ္စည်းဥစ္စာကျွဲဝချမ်းသာတဲ့မဟာဒဏတထေးကြီးရဲ့သမီးတူတိတော်သမီးစီဝါဥစ္စာလည်းပြည့်စုံတဲ့ချမ်းချမ်းသာသာရုပ်ကလည်းချောတယ်အဲ့ဒါသားမိသားဖတွေနေနေတာတာဝတိမှာမြတ်စွာဘုရားနဲ့သံဃာတော်တွေကိုအနာတပိန်ကကြောင်းဆောက်ပြီးတော့လှူတယ်ဇေတဝန်ကျောင်းနဲ့ဗာကျောင်းနဲ့လေအဲ့ဒီဇေတဝန်ကျောင်းကြီးမဆောက်ခင်မှာဘေးသားရဲ့အနာတပိန်ကမြတ်စွာဘုရားကိုဗမာဖူးခဲ့ရတာတော့ဆိုရင်ရာဇကြိုမှာဗမာဖူးခဲ့ရတာအနာတပိန်ဘာသွားလောက်တာတော့ရာဇကြိုကိုဆိုရာဇကြိုမှာသူ့ညီမလေးရှိတယ်အနာတပိန်ကညီမလေးရှိတော့ညီမရှိကိုသွားပြီးတော့ပြေးတယ်ကုံသွားရောင်းတာတာဝတိမျိုးကကုံနေလှဲနဲ့တင်းသွားအနာတပိန်ကလှဲနဲ့တင်းရာဇကြိုရောက်ရောင်းတလကိုသတင်ကြာကုံနေကုံပြီဆိုရင်ရာဇကြိုကကုံပစ္စည်းတွေပြန်တင်လာတာဝတိမျိုးပြန်ရောင်းအဲ့ဒီလိုနဲ့အနာတပိန်တွေဘေးသားရဲ့စီဝါတွေရှားပါတယ်အနာတပိန်ဟာမြတ်စွာဘုရားရှင်ကိုရမနဲ့မတွေ့ခင်တော့ကဘေးသားဘာဘာသာမှမကိုးကွယ်ဘူးတဲ့အနာတပိန်ကဘာသာမဲ့ဘာမှမကိုးကွယ်ဘူးအနာတပိန်ကမြတ်စွာဘုရားနဲ့တူတူပေါ်နေတဲ့မဂ္ဂလိဂောသလတို့ပကုဒ္ဒကေသယနာတို့ဘေလတ္တတိတ္တနိတိကန္နနာရဗုဒ္ဓဒိဋ္ဌိဆရာကြီးတွေရှိတယ်အဲ့ဒါလဲသူမကိုးကွယ်ဘူးအနာတပိန်ကဘာဘာသာမှမကိုးကွယ်ပဲနဲ့အနာတပိန်ကဘာသာမဲ့နေတာဘာသာမဲ့နေပေမဲ့လို့အနာတပိန်နေသူရှာလို့ဖွေလို့ရတဲ့ဇီဝဥစ္စာတွေကိုဘေးတိုင်းဒီတိုင်းမထားဘူးအနာတပိန်ဘာလို့တုံးဆိုရင်လေအိမ်ရှိမှာမန္တကြီးထိုးပြီးတော့ခို900မဲနေတဲ့စားရမယ်မယ်တောက်ရမယ်မယ်ဖြစ်နေတဲ့ပုံကိုယ်တွေအလုံးကိုအနာတပိန်ကထမင်းလေးချက်ပြီးတော့ကျွေးတယ်တဲ့ဟောဘာသာမဲ့နေတဲ့အနာတပိန်ဟာပြည့်တဲ့အဲ့ဒီလိုတော့ခို900မဲ့နေတဲ့ပုဂ္ဂိုလ်တွေကိုစားစရာမရှိတဲ့ပုဂ္ဂိုလ်တွေဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုအနာတပိန်ကအိမ်ရှိမှမန္တကြီးထိုးပြီးတော့ထမင်းတွေကျွေးတဲ့အခါနဲ့အဲ့ဒါဒီနေ့ခေတ်စကားနဲ့ပြောအဲ့ဒါပရဟိတလုပ်ငန်းအဲ့ဒါဘာလုပ်ငန်းလဲစားစရာမရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုစားမဲ့ထဲကပေးတယ်ဝတ်စရာမရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုဝတ်မဲ့ထဲကပေးတယ်ဘယ်ဘာသာရဲ့အဆုံးမအောက်မှာမရောက်သေးခင်တည်းကအနာတပိန်ကပရိသတ်တွေအဲ့ဒီလိုပရဟိတလုပ်ငန်းတွေကိုလုပ်တယ်အနာတပိန်ရဲ့ငယ်နာမဲ့အရင်ကသုတ္တထတဲ့ဘယ်သူလဲလဲတထေးကြီးသုတ္တထတထေးကြီးဥတုတ္တထဒါပေမဲ့လို့သူ့နာမည်ပျောက်သွားတယ်ဘုရင်တိုင်အလုံးကတမျိုးလုံးကဝိုင်းခေါ်ကြတာအနာတပိန်အနာတပိန်ဘာဖြစ်လို့အနာတပိန်လို့ခေါ်တော့စလုံးအမှန်ကအနာထပိန်ဓိကအနာထပိန်ဓိကပါတယ်လဲပြောကြည့်ပါအနာထနာညိုးငယ်စွာနဲ့စားစရာမရှိတဲ့ပုဂ္ဂိုလ်တွေကိုပိန်ဒီကံထမင်းအဖျော်ဆံပြုတ်ခေါက်ဆွဲစရှိသည့်အပြင်စားစရာတွေကိုပေးတတ်တဲ့ကျွေးတတ်တဲ့ပုဂ္ဂိုလ်ဖြစ်လို့သူ့နာမည်ကိုအများကဝိုင်းခေါ်တာအနာထပိန်ဒီကတနည်းပြောရင်ဘိသရဲ့အနာတပိန်တဲ့ဘယ်လိုခေါ်တယ်လဲ